Hello ကျွန်တော်ရဲ့ idea လေးတစ်ခုကိုပြောပြချင်ပါတယ်ဒီစာကြောင်းထဲမှာပါတဲ့စလုံးတစ်ခုချင်းစီရဲ့အစာစလုံးလေးတွေကဂျီတွဲကျောင်းသားကျောင်းသူ14ယောက်ရဲ့နာမည်အစာစလုံးလေးတွေပဲဖြစ်ပါတယ် Pressure to friend Thinky thoughtfully Having many memorable moments with wonderful wish Highly zealous and nicely understanding ဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့တန်ဖိုးရှိတဲ့တငယ်ချင်းတွေပေါ့တန်ဖိုးရှိတဲ့တငယ်ချင်းတွေကတွေးခေါ်ကြံစတတ်တယ်စူတောင်းကောင်းတယ်လို့ပြောရလောက်အောင်အမှတ်ရစရာအမှတ်တရတွေလည်းရှိတယ်တက်တက်ကြွကြွနဲ့လည်းနားဆင်ပေးတယ်ကောင်းကောင်းမွန်မွန်လည်းနားလည်ပေးတယ်တန်ဖိုးရှိတဲ့တငယ်ချင်းတွေပါပဲကျွန်တော်ရဲ့ idea လေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ video လေးကို love reaction ပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်